လိုလဲအကိုအမတို့ရေပေါက်ကြလာပါတော့ဒီတခါတော့တွတ်ဖြစ်စရာအကြောင်းမရှိတော့ဘူးเนาะပတ်လက်ဖြစ်စရာလည်းအကြောင်းမရှိတော့ဘူးဖြစ်ဆိုတော့တဲထွက်တာပေါ့เนาะဒီမှာ4ခု9ပေါ့4ခု9တဲထွက်ပါတယ်လို့4ခု9ပေါ့เนาะ4ခု9ပေါ့เนาะ4ခု9တဲထွက်ပါတယ်လို့ဘယ်သူတွေပေါက်လဲမပေါက်ဘူးလို့တော့မပြောနဲ့ပေါ့เนาะကျွန်တော်မနေ့ရောညရောနှစ်ခါလုံးတင်ထားပေးတာပေါ့เนาะ4ခု9ပေါ့เนาะကျွန်တော် channel နှစ်ခုစလုံးမှာကျွန်တော်တင်ထားပေးတာပေါ့เนาะ channel နှစ်ခုစလုံးကလူတွေသိတာပေါ့เนาะဒါကတော့ပေါက်တဲ့လူတွေကတော့အများကြီးပါပဲเนาะတယောက်နှစ်ယောက်မဟုတ်ဘူးတယောက်ရာနဲ့ချီအောင်ပေါက်ကြတာတွေ့ဝမ်းတာပါတယ်လို့เนาะကဲဒီမှာဆိုလို့ရှိရင်အကီးမှာပေါ့เนาะတုံညာ6ခွန်ပေါ့เนาะဒီမှာကြည့်6ခွန်နှလုံးလုံးပါတာပေါ့เนาะပြီးသွားရင်လောင်းကနန်းပေါ့เนาะလောင်းကနန်းမှာဆိုလို့ရှိရင်ဒီတစ်ပတ်တော့ကနန်းလောင်းသမားတွေတော့တကယ်ပွားပြီဘာဖြစ်လဲဆိုတော့လောင်းကနန်းနှလုံးလုံးထိတာပေါ့เนาะခွန်ရောကိုရောဒီပါနှလုံးလုံးထိအပီးမထွက်ပါเนาะအပီးမထွက်เนาะ4ခွန်9เนาะဒီမှာအပီးမထွက်လည်းမှန်တာပေါ့เนาะကျွန်တော်ပြောတယ်ကဲဒီမှာဆိုလို့ရှိရင်နှစ်တန်းထိပေတံပေါ့เนาะနှစ်တန်းထိပေတံမှာဆိုလို့ရှိရင်9 4ခွန်เนาะဒါတော့နှစ်တန်းထိပေတံပေါ့เนาะပရိတ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာတောလုံးနဲ့ရွေးထားပေးတာပေါ့เนาะဒီမှာ939မှာ3ညเนาะနောက်ပေါင်းချင်းပေါ့เนาะဒီမှာဆို9နဲ့9နဲ့ပေါင်းတော့16ပေါ့เนาะ16ဆိုတော့နောက်နှလုံးပေါင်း6ဒီမှာ6ကဲထိတ်လေပိတ်မှာတော့နည်းနည်းရှင်းနောက်ဖြစ်သွားပါတော့ကျွန်တော်အဲ့ဒါတွေ sorry ပါထိတ်လေပိတ်မှာလည်းပြဿနာမရှိဘူးเนาะဘာလို့ဆိုထုတ်ခွဲတဲဝင်သွားဆိုတော့ပိတ်တလုံးဝဲမယ်ကဲဘယ်သူတွေရကြလဲမသိဘူးเนาะမက်ပေးကြပါဦးရတာတော့တော်တော်များများရမယ်လို့ထင်တာပေါ့เนาะတချို့ကလာပြီးပြောနေကြတော့တွတ်ပဲရဆိုပြောနေကြတော့တွတ်ဖြစ်เสียဘာအကြောင်းမှမရှိဘူးလေဗျာဒီမှာကျွန်တော်တင်ပေးထားတာ4ခွန်9လေးဗျာ4ခွန်9ဘယ်လိုလုပ်ပြီးတွတ်ဖြစ်အောင်ထိုးတာလဲလို့ကျွန်တော်အဲ့ဒါစဉ်းစားလို့မရဘူးဖြစ်နေတာပေါ့เนาะကျွန်တော်မဟုတ်ဘူးကလည်းကျွန်တော်စေတနာရှိမှပေးမှာလို့ကျွန်တော်အသိမတောင်းမှုပေါ့เนาะအဲ့ဒါကိုပေးချင်တယ်ရမပေးချင်တယ်ရပါပေါ့เนาะကျွန်တော်ဒါစေတနာနဲ့တင်ပေးတာပေါ့เนาะအားလုံးရရင်ဝမ်းတာပါတယ်လို့เนาะဘာမှမဖြစ်ပါဘူးလို့ကျွန်တော်အဲ့လိုအရေးမကြီးဘူးပေါ့เนาะပေးရင်လည်းဝမ်းတာပါတယ်မပေးလည်းကိစ္စမရှိပါဘူးလို့เนาะဘာမှအားနာစရာမလိုပါဘူးလို့ပေါက်ရင်ပေါက်တယ်လို့ပြောလို့ရပါတယ်လို့ပြောချင်ပါတယ်เนาะကျွန်တော်အများနဲ့တင်လာပေးရပါเนาะပေါက်တဲ့အပတ်တွေလည်းအများကြီးပါပဲเนาะ3 4 5ပတ်5ပတ်လောက်ရှိပါเนาะကျွန်တော်ကနန်းလေးတင်ထားတော့ကြည့်လို့ရပါเนาะဆိုတော့ကနောက်ပတ်လဲဒီလိုပဲအားလုံးပေါက်သိချင်ပါတယ်လို့နောက်ပတ်လဲဒီထက်ကပူကောင်းအောင်ကြိုးစားပေးပါမယ်လို့ပြောချင်အားလုံးပဲ channel လေးကို subscribe like လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်ကဲပေါက်တဲ့လူတွေအတွက်လည်းဝမ်းသာပါတယ်မပေါက်တဲ့လူတွေအတွက်လည်းနောက်တစ်ပတ်ပေါ့နော်ဘာမှစိတ်ဓာတ်မကြနဲ့ကြီးရှိတယ်ကဲအားလုံးဒါဆိုရဲဒီလောက်ပါပဲเนาะဒါလေးလာပြရချင်းဖြစ်ပါတယ်လို့တချို့တွေလည်းပူလောင်တဲ့လူတွေပူလောင်နေကြပါတော့ကျွန်တော်ကတော့အဲ့လိုပူလောင်နေကြပဲတဘောကြပါတော့သူများကောင်းတာလည်းမနာလို့တဲ့လူတွေတဆူပါတသက်ရှိအဲ့လိုမျိုးလူတွေပူလောင်ကြပါလို့เนาะဒါဆိုလည်းဒီလောက်ပါပဲပေါ့เนาะအားလုံးပဲစိတ်ရောကိုယ်ကျမ်းမာကြပါစေလို့ဆုတောင်းပေးပါတယ်